ရခိုင်ပြည်နယ်မှာနိုင်ငံသားစစ်ဆေးကပ်ပြကိုင်ဆောင်ထားသူတွေကိုနိုင်ငံတကာအဆင့်မီစမတ်ကတ်တွေအစားထိုးထုတ်ပေးဖို့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကရှေ့ပြေးစမ်းသပ်ဆောင်ရွက်တဲ့လုပ်ငန်းတွေကိုစစ်တွေမြို့မှာဒီကနေ့စတင်လိုက်ပါတယ်။တနိုင်ငံလုံးတိုင်းတာနဲ့စားထိုးလဲလှယ်ဖို့အတွက်ဧရိယာတွေသတ်မှတ်ပြီးဆောင်ရွက်သွားမယ်လို့အမျိုးသားမှတ်ပုံတင်တဲ့နိုင်ငံသားဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးလွင်ကပြောပါတယ်။တနိုင်ငံလုံးပြောင်းမရမှာပေါ့။အဲ့လိုပြောင်းတဲ့ခါကျရင်ချက်ချင်းတော့ပြောင်းလို့မရဘူးလေ။သူ့ဧရိယာလိုက်ခွဲရမှာပေါ့နော်။ဥပမာဆိုရန်ကုန်စလုပ်မယ်ဆိုရင်ရန်ကုန်စလုပ်မယ်။နေပြည်တော်စလုပ်မယ်ဆိုလည်းနေပြည်တော်စလုပ်မယ်။အဲ့လိုအပိုင်းလိုက်ခွဲပြီးတော့လုပ်အောင်။ဒါပြိုင်နေတနိုင်ငံလုံးစပြီးတော့မှစမတ်ကစလုပ်ဖို့ဆိုတာကလူလဲလူတာပေါ့နော်။အချိန်လဲလူတယ်ငွေလဲလူတာပေါ့။အဲ့တော့အပိုင်းလိုက်ခွဲပြီးတော့လုပ်သွားမယ်။ဘာပဲပြော3-4နှစ်အတော်တွင်းမှာတော့ဒီစမတ်ကကိုနိုင်ငံထဲမှာအတတ်နိုင်ဆုံးပြီးစီးအောင်လုပ်သွားမယ်အနေထားရှိတယ်။စစ်တွေမြို့ကျေးပင်ကြီးရပ်ကွက်မှာအသက်16နှစ်ပြည့်ပြီးသူတိုင်းကိုရေးအချက်လက်ပွေနဲ့မြဝန်းတငယ်အိမ်ဓာတ်ပုံမှတ်တမ်းတွေကိုကွန်ပျူတာစနစ်သုံးပြီးမှတ်တမ်းတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ရှေ့ပြေးစမ်းသပ်ဆောင်ရွက်မှုကိုဘူးသီးတောင်မြို့နယ်မှာလည်းဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံသားအဖြစ်အတိအမှတ်ပြုခံထားရသူတွေရောအတိအမှတ်မပြုရသေးတဲ့သူတွေကိုပါဒီအစီအစဉ်မှာထည့်သွင်းဆောင်ရွက်မှာဖြစ်ပေမဲ့စမတ်ကတ်တွေကိုတော့နိုင်ငံသားတွေကိုသာထုတ်ပေးမှာဖြစ်တယ်လို့ပြောပါတယ်။အလားတူရှေ့ပြေးစမ်းသပ်တဲ့လုပ်ငန်းတွေကိုရန်ကုန်မန္တလေးနေပြည်တော်စတဲ့ဒေသတွေမှာဆောင်ရွက်နေပြီးစမတ်ကတ်ထုတ်ပေးနိုင်မဲ့ကုမ္ပဏီတွေကိုဖိတ်ခေါ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။